ဓမ္မဝီကျောင်းတိုင်း၌ဥရိမဝါမထားတော်မူသောသံဃာတော်ရှင်သူမြတ်တို့အားသင်္ကန်းကတိသင်္ကန်းလူထမ်းခြင်းတို့ကိုကြောင်းပြုပြီးတော့ကြောင်းတော်မျိုးနဲ့ရည်တွက်ရောက်ဥလာတီဥဝင်းစောဦးဒေါ်တန်တန်မမြတီမယီထွေမချိုမာမရွှေမတန်တန်ရွှေမခင်လေးဆွေမအင်းွယ်မတူစာဝဲမအီရင်မောင်နှမတစုတို့ကစက္ကလူတန်းရသောကထိန်သင်္ကန်းစက္ကလူတန်းပွဲ၌ဟောကြားအပ်သောကထိန်အနုမောဒနာတရားတော်ဟုတ်လားနော်။ဒါတရားတော်လေကထိန်အနုမောဒနာတရားတော်ကထိန်အနုမောဒနာတရားတော်ဒါမလို့ကထိန်လူတန်းခြင်းကြောင့်အကျိုး၃ပါးရတဲ့အတွက်ကြောင့်အကျိုး၃ပါးတရားတော်လို့လည်းဟုတ်လားနော်ကြီးသုံးကြီးတရားတော်လို့လည်းခေါင်းဆက်တတ်လို့ရတယ်ဟုတ်လားနော်ကြီးသုံးကြီးတရားတော်ကထိန်သင်္ကန်းလူတန်းခြင်းဆိုတော့ကထိန်အလူခုလူကဘာလူလဲကထိန်လူပါဗျာကထိန်လူဆိုတော့ကထိန်ရတဘုတ်အလူကတဘုတ်ကိုဟုတ်လားနော်ရှင်ပြုအလူဆိုလို့ရှိရင်လည်းရှင်ပြုကတဘုတ်အလူကတဘုတ်ဘာဖြစ်လို့လဲဆိုတော့ရှင်ပြုမှာဆိုလို့ရှိရင်လည်းခေါင်းရိပ်တယ်တရဏဂုံတိုင်းပေးတယ်ထိုင်စောသင်္ကန်းဝတ်တယ်ဒါရှင်ပြုတွေးတယ်မွေးတယ်အာဟာရဒါနကိုကြအလူဟုတ်လားအလူလို့ခေါ်တာပေါ့ခုလည်းကထိန်အလူဆိုတော့ကထိန်သင်္ကန်းစက္ကလူတန်းခြင်းကတပိုင်းအာဟာရဒါနကျွေးမှုဧကခြင်းကအလူကတပိုင်းဟုတ်လားနော်ကထိန်အလူဆိုတာအဲ့လိုပိုင်းတည်ရပါကထိန်သင်္ကန်းစက္ကလူတန်းတယ်ဆိုတော့ကထိန်သင်္ကန်းကလူပြီးဆိုရင်ဉာဏ်နဲ့သင်္ကန်းနေလို့လူပြီးတော့နိဗ္ဗာန်တာပစ္စည်းရောဟောတုဆိုပြီးတော့ကပ်ပြီးတော့ထားသွားလို့မရဘူးဟုတ်လားနော်ဘာဖြစ်လို့လဲဆိုတော့ကထိန်မှာစီကံကြီးတယ်ကြီးသုံးကြီးထဲမှာစီကံကြီးတယ်ကထိန်သင်္ကန်းကစီကံကြီးတယ်ဘာကြီးတာလဲစီကံကြီးပါတယ်ဖေဟာစီကံကြီးတယ်ဉာဏ်နဲ့သင်္ကန်းနေလို့ကပ်ပြီးတော့ပြန်သွားလို့မရဘူးအဲ့ဒီသင်္ကန်းလူတန်းတဲ့ပုဂ္ဂိုလ်ဟာဦးဇင်းတို့ကထိန်ခင်းရကထိန်ခင်းမှကထိန်သင်္ကန်းဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့ကထိန်သင်္ကန်းကထိန်ခင်းတဲ့နေရာမှာဆောင်းဖို့ရှိတယ်။ခံရွေးပေးနေစွန့်ထိုးခြင်းတင်ခင်းနုမောတာတဲ့ဒီအင်္ဂါရှိချက်နဲ့ပြည့်စုံမှကထိန်ခင်းတယ်လို့ခေါ်တာဟုတ်လားနော်။မှန်ပါဗျာ။တို့တော်မှာဒီအချက်ရှိချက်ထဲမှာဆိုလို့ရှိရင်ခံဆိုတာကအလူခံတာအလူခံတာဒီကထိန်သင်္ကန်းကိုအလူခံပြီးသွားပြီဆိုလို့ရှိရင်ကထိန်တကာတွေရဲ့တာဝန်ကပြီးသွားပြီဒီတစ်ခုပဲဟုတ်လားနော်။ကထိန်သင်္ကန်းကိုလူလိုက်တယ်စုတောင်းလိုက်တယ်ဒါဆိုရင်ပြီးသွားပြီခံရွေးဆိုတာကကြတော့တန်ခါ2ပါး3ပါး5ပါးပါး100ပါး1000အဲ့လိုရှိတယ်အဲ့ဒီကနေပြီးတော့ကထိန်သင်္ကန်းစက္ကပ်ဖို့တန်ခါရွေးရတယ်ဗျာဟုတ်လားနော်ငါเจ้าနိုင်မဲဆိုပြီးတော့ငါ့ကိုခင်းတယ်လို့တွက်လို့မရအောင်အဲ့ဒီကတန်ခါတွေထဲကနေပြီးတော့သင်္ကန်းရှားပါတဲ့တန်ခါတော်များရှိပါသလားဗျာဆိုပြီးတော့ဒါမျိုး3ချိန်နေရတယ်ဟုတ်လားနော်အဲ့ဒီ3ချိန်နေရာမှာတစ်ချိန်ကနေပြီးတော့ထားပြီးတော့တန်ခါတော်တဘာဘာကတပြီးတော့လွမ်းပါပါတယ်ဗျာဆိုသူ့ကိုလူရတာဟုတ်လားနော်ဒါမျိုးလေးခံရွေးပြီးတာကြတော့ဒီတိမ်နဲ့ရောက်သွားပြီပေါ့တိမ်နဲ့ရောက်သွားတဲ့အချိန်မှာအဲ့သင်္ကန်းကိုပေးရတာအဲ့ညကမဝပတ်ပြီးတော့ပေးရတယ်ဒီသင်္ကန်းကိုဟုတ်လားနော်ခံရွေးပြီးနေ့ရက်တဲ့ဘက်ခံရွေးပြီးနေစွန့်ဆိုတာကဦးဇင်းတို့ကိုဝတ်ထားတဲ့သင်္ကန်းကိုစွန့်ရတာခုဝတ်ထားတဲ့သင်္ကန်းကိုစွန့်ပြီးတော့ဒီနောက်ထပ်အစ်စ်ကိုအဓိဋ္ဌာန်တင်ရတာဟုတ်လားနော်ခံရင်းပြီးနေစွန့်ထိုးဆိုတာကအဲ့ဒီသင်္ကန်းကိုကပ္ပဗေတုထိုးရတယ်တဲ့အကျေဘွင့်တော့ပြောတော့ပါဘူးဒါလေးတွေကိုအကြံပြမှတ်ထားဖို့ဟုတ်လားနော်ဒုဒကတော်မတို့ကခံဆိုတဲ့အလူခံတဲ့အချိန်မှာလှူလိုက်တာပဲဒါတစ်ခုပဲရှိတယ်ကျန်တဲ့9ချက်က